happiness ကဘာလို့ဆိုရင် happiness or innocent ဖြစ်ဖို့လိုတယ်အပြစ်ကင်းတဲ့စိတ်ချမ်းသာမှုရအောင်လုပ်မှဘဝမှာတတ်ဖို့ရှိမှဖြစ်တယ်နော်အဲ့ဒီပျော်ရွှင်ချမ်းမြေ့မှုအစစ်ကပါလဲလို့ဆိုရင်မကောင်းတာတွေမလုပ်ဘူးအကုသိုလ်တွေရှောင်တယ်ကိုကျင့်သီလနဲ့ပြည့်စုံနေတယ်ကိုကျင့်သီလနဲ့ပြည့်စုံလို့ရှိရင်အနဝိသဒုက္ခ happiness or innocent အပြစ်ကင်းတဲ့ချမ်းသာကိုခံစားရတယ်အဲ့ဒီချမ်းသာကမှဘဝမှာတန်ဖိုးလို့သတ်မှတ်လို့ရတယ်နော်ခန္ဓာ၅ပါးကတန်ဖိုးမဟုတ်ဘူးဘဝကိုယဉ်တည်ပြုပြီးတော့ရလာတဲ့ကိုကျင့်သီလကတန်ဖိုးဖြစ်တယ်ဒီကနေ့မွေးနေ့လုပ်တဲ့ဆိုတာဒီတန်ဖိုးရရဖို့လုပ်တာနော်ကုသိုလ်လုပ်တဲ့ဆိုတာကုသိုလ်ရဲ့အဓိပ္ပာယ်ကအစိုးတရားတွေကိုဖယ်ရှားနိုင်တဲ့စွမ်းအားရှိတဲ့တဝဝတရားရရှိဖို့ကြိုးစားကြတာဖြစ်တယ်ဆိုလိုတာကယောဂရှိနေတဲ့ပုဂ္ဂိုလ်တယောက်ဟာစိတ်တော်ရတယ်ထို့တူပဲလူရဲ့စိတ်ထဲမှာအပြစ်ရှိတဲ့အရာတွေဖြစ်နေသည့်အတွက်ကြောင့်အပြစ်ကင်းတဲ့အရာနဲ့အပြစ်ရှိတဲ့အရာတွေကိုဖယ်ရှားပြစ်ဖို့ကုသိုလ်လုပ်ကြတယ်ဒါကြောင့်မို့ကုသိုလ်ရဲ့တဘာဝကိုဖော်ပြတဲ့အခါမှာကုသလနဝိသဒုက္ခဝိပါကလက္ခဏာကုသိုလ်ဆိုတာအပြစ်ကင်းတဲ့ချမ်းသာတဲ့အကျိုးကိုပေးတယ် easy to accept ဘဝမှာတက်တက်တာတာနေလို့ရတာကုသိုလ်ကြောင့်နော်ကုသိုလ်မရှိတဲ့ပုဂ္ဂိုလ်တွေစဉ်းစားကြည့်လိုက်ဘဝအတွက်မှာဘလောက်ယုံကန်ရတယ်ဆိုတာရှိအပဲ့တွေဘုံကိုကြည့်လိုက်နော်ငရဲမှာနေတဲ့ပုဂ္ဂိုလ်တွေက easy to accept တခုမှမရှိဘူး difficult to accept သူတို့ကြုံတွေ့နေတာတွေကအခက်ခဲတွေကြီးပဲကုန်တရေဆံဘဝနေတဲ့ပုဂ္ဂိုလ်တွေတရေဆံဘဝရောက်နေတဲ့ပုဂ္ဂိုလ်တွေလုံခြုံမှုမရှိဘူးရသော်ဗျာကအညမညခာရိကဒုပ္ပလခာရိကအချင်းချင်းသက်စားတယ်အာမရှိတဲ့ကောင်ကိုအာရှိတဲ့ကောင်ကအနေကျင့်နေဟောတိရစ္ဆာန်ဘဝကိုဒီစကားလုံးနှလုံးနဲ့ကြည်လိုက်တာထင်ရှားတယ်ပေါ့နော်အဲ့တော့တိရစ္ဆာန်ဘဝမှာဆိုတာလေဒုက္ခဆိုတာလွန်နေတယ်ပြိတ္တာဘဝဆိုတာလေတူတူပဲဒုက္ခဆိုတာမတတ်နေတဲ့ဒုက္ခတွေများဒုဘဝရောက်တဲ့အခါကျတော့ဘသူရဲ့စွမ်းအားနဲ့တော့လို့ဆိုလို့ရှိရင်ကုသိုလ်ကောက်မှုရဲ့စွမ်းအားဒါနကုသိုလ်ရဲ့စွမ်းအားကြောင့်သာဝတိပြည့်စုံကြတယ်သီလကုသိုလ်ရဲ့စွမ်းအားကြောင့်ရရှိထားတဲ့ခန္ဓာကိုယ်ဟာယောဂကင်းပြီးအတော်အသင့်ချမ်းသာမှုကိုရရှိကြတယ်ဒါကုသိုလ်ကပေးထားတဲ့ဆုလက်တွေပဲဖြစ်တယ်ပေါ့နော်အဲ့ဒီကုသိုလ်ကပေးတဲ့ဒုက္ခဝိပါကကိုမျှော်လင့်တောင်းတပြီးဒီနေ့မွေးနေ့ပွဲမှာကုသိုလ်လုပ်ကြတာဖြစ်ပါတယ်အလုံးအသီးသီးသောကုသိုလ်ရှင်တွေဟာကုသိုလ်ရဖို့ခြင်းမတူကြပေမဲ့လို့ကိုယ်စိတ်ကိုယ်ဆန္ဒကိုယ်စေရနာဖြင့်မွေးနေ့ပွဲဆိုဒီမှာစုပေါင်းပြီးတော့ကုသိုလ်လုပ်ကြတာပဲဖြစ်ပါတယ်ဒုက္ခဝိပါကဆိုတဲ့အပြစ်ကင်းတဲ့ချမ်းသာဒုက္ခကိုရဖို့မျှော်လင့်ချက်နဲ့လုပ်ကြတာဖြစ်တယ်အဲ့တော့တန်တရားအတွင်းမှာပေးတဲ့ကုသိုလ်ကဘဝမှာအစဉ်ပြေရုံလောက်ပဲသူကပေးနိုင်တယ်။ဥကျင့်တရားကိုမကာကွယ်ဘူး။သိကျင့်တရားကိုလည်းမကာကွယ်နိုင်ဘူးနော်။အဲ့ဒီဥကျင့်သိကျင့်ဆိုတဲ့ဘဝရဲ့အပြစ်နာစာကိုကာကွယ်နိုင်ဖို့အတွက်ကြတော့အစွမ်းထက်တဲ့ကုသိုလ်လုပ်ဖို့လိုတယ်ပေါ့။အဲ့ဒီကုသိုလ်ကတော့ဘာလို့ဆိုဝိပဿနာဘာဝနာကုသိုလ်ပဲဖြစ်တယ်။ဝိပဿနာဘာဝနာကုသိုလ်ရောက်တဲ့အခါကျတော့အလှရှင်ဆိုတာလည်းမရှိဘူးအလှကပုဂ္ဂိုလ်ဆိုတာလည်းမရှိဘူးငါဆိုတာလည်းမရှိဘူးသူတစ်ပါးဆိုတာလည်းမရှိဘူးပုဂ္ဂိုလ်ဆိုတာမရှိဘူးယုံနာနှမျိုးတသက်များတာဖြစ်တယ်ဆိုတဲ့အမြင်ပေါ်မှာအခြေခံရမှာဖြစ်တယ်နော်ကိုလှုပ်တာတခုမှမရှိဘူးစုပေါင်းလုံနေတာသာဖြစ်တယ်အခုဒီမှာကုသိုလ်ကောင်းမှုလုပ်တယ်ဆိုတာဘယ်သူလုပ်တာတော့ကုသိုလ်လုပ်တာမွေးနေ့ရှင်ကလူတဲ့တန်တဲ့ဆိုတာသူလူတာဟုတ်ကဲ့လားကြည့်လိုက်ပဲဆိုရင်သူယင်ထဲမှာဖြစ်တဲ့တတ္တစေရနာပညာတို့ရဲ့စွမ်းအားနဲ့လူတာဖြစ်တာ
အဲ့ဒီတရားပညာစေရနာစွမ်းအားသူမဟုတ်ဘူးပေါင်းစပ်လို့ဥပမာပဲကိုထင်ရှားတာပြောရမယ်ဆိုရင်လူတွေကကာမောင်းရင်လည်းငါမောင်းတယ်လို့ပြောတယ်ထမင်းချက်ရင်လည်းငါချက်တယ်လို့ပြောကြတယ်တကယ်တော့သူချက်တာဟုတ်ကဲ့လားသူမောင်းတာဟုတ်ကဲ့လားလို့ဆိုဘယ်ဟုတ်မလဲပေါင်းလို့တယ်နော်သူချက်တာဆိုရင်ဆန်းလည်းမပေးနဲ့အိုးလည်းမပေးနဲ့ရေလည်းမတဲနဲ့ပြီးလည်းမပါဘူးဆိုသူချက်လို့ရမှာမရအဲ့တော့ဆန်းရဲ့အိုးရဲ့ရေရဲ့မီးရဲ့ချက်ပြုတ်သူရဲ့ဒီငါခုပေါင်းမှထမင်းဆိုတာတစ်ခုဖြစ်တယ်ကာဟာလည်းပဲထိုးတူပဲကာသဘာကသူ့မောင်းတယ်လို့ပြောတာနော်သူကစီစဉ်ရုံပဲစီစဉ်နိုင်တာမောင်းနေဆိုတဲ့လုပ်ပဲလုပ်တယ်ကာသွားဖို့အတွက်ကြတော့သူလုပ်တာမဟုတ်ဘူးဒါစီရှိရမယ်ဘက်ထရီရှိရမယ်အင်ဂျင်ကောင်းရမယ် connection တွေအားလုံးကောင်းရမယ်ဘိန်းကောင်းရမယ်ဘိန်းပေါင်းနေတယ်သူပေါင်းလို့မရစီမရှိရင်လည်းသူပေါင်းလို့မရဘက်ထရီတောင်းနေလည်းသူပေါင်းမရအဲ့တော့သူလှုပ်တာပါရှိကံတရားတွေကစုပေါင်းလှုပ်တာသူအစိတ်ပိုင်းတွေတစ်ခုမှပါဝင်ဆောင်ရသူတာဖြစ်နေထို့တူပဲလူတဲ့တန်နဲ့ဆိုတာတရားရဲ့စေရနာရဲ့ပညာရဲ့အဲ့ဒါတွေကပေါင်းစုလိုက်လို့လှူတယ်လို့ဖြစ်တာတကူလုံးကလှူတာမဟုတ်ဘူးနော်တခါတလေမလှူဘူးလေယူတယ်လို့လုပ်သေးတယ်လောဘဥစီလိုက်တဲ့အခါကျတော့ယူတဲ့လူဖြစ်သွားပြန်ဒေါသဥစီလိုက်တဲ့အခါကျတော့ဖြည့်ဆည်းတဲ့လူဖြစ်သွားပြန်နော်ကိုယ်ခန္ဓာကိုယ်ထဲမှာနေမယ်ဖြည့်ဆည်းတာလည်းရှိတယ်တိဆောက်တာလည်းရှိတယ်အဲ့ဒါကြောင့်မို့ဒီသဘာဝတရားတွေကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်တရားဆိုတာမရှိဘူးနောက်ဆုံးမှမြတ်စွာဘုရားကသာတိပိဒုက္ခလို့ဟောတယ်လို့ပဲဒုက္ခိစေဝပညာပေမိဒုက္ခသစ္စာနိရောဓငါဟာလောကကြီးကိုကြည့်ပြီးနှမျိုးပဲပြောမယ်တဲ့တစ်မျိုးကဘာလို့ဒုက္ခနောက်တစ်မျိုးကဘာလို့ဒုက္ခနိရောဓဒုက္ခရှိတယ်ဒုက္ခချုပ်ဆုံးမှုရှိတယ်ဒီတစ်ခုသာရှိတရားဒုက္ခလို့ပြောလိုက်ရင်ဒုက္ခဖြစ်ကြောင်းတရားကိုပြောပြီးသားဖြစ်သွားတယ်ဒုက္ခနိရောဓလို့ပြောလို့ရှိရင်ဒုက္ခချုပ်ဆုံးတဲ့နိလန်နဲ့ပါပြီးသားဖြစ်တာဆိုလိုတာကသစ္စာ၄ပါးသစ္စာ၄ပါးသိတာလင်တကယ်အမှန်တရားဒါကြောင့်ဘုန်းကြီးတို့မှရှိတာပါရှိတော့ဒုက္ခပဲရှိတယ်အဲ့တော့ဒီကုသိုလ်ကောင်းမှုသည် easy to accept ဘဝမှာတသားယုံများမဟုတ်ပဲနဲ့နော်ဒီဒုက္ခတွေကိုဆုံးသတ်ဖို့ဒီအောင်ဥတည်ကြရမှာဖြစ်တယ်ပေါ့နော်ဒုက္ခကိုဒုက္ခလို့ပြောင်းလို့မရဘူးရထားတဲ့သင်္ခါရဒုက္ခမပြည့်တဲ့ခန္ဓာကိုယ်ကြီးကိုအဆုံးသတ်မှသာဖြစ်တယ်မြဲတာတစ်ခုမှမရှိသည်ဖြစ်တယ်အတွက်ကြောင့်တရားကျင့်ဖို့လိုအပ်တယ်လို့မြတ်စွာဘုရားဟောတာတရားကျင့်တာမမြဲတာကိုမြဲအောင်လုပ်တာမဟုတ်ဘူးမမြဲတာတွေအဆုံးသတ်ဖို့လုပ်ရမှာဖြစ်တယ်နော်အဲဒါကြောင့်မို့ရထားတော့ဒုက္ခရထားတယ်အရိရထားတဲ့ဒုက္ခကိုဒုက္ခဖြစ်ပြောင်းလို့မရသည့်အတွက်ကြောင့်ဒီဒုက္ခမျိုးနောက်ထပ်မရဖို့အတွက်ကိုလုပ်တဲ့ကုသိုလ်ကဆွမ်းဆောင်ပေးရမှာအဲ့ဒီရွေးချက်နဲ့ဝိနည်းလောက်ကြတယ်ကြောင်းနေဆောက်ပြီးတော့လူကြတယ်ဘဝခရီးရရှိနေတဲ့အချိန်မှာကုသိုလ်ကောင်းမှုတွေလုပ်ကြတယ်လို့ဒီလိုပဲအနှစ်ချုပ်အနေနဲ့မှတ်သားသင့်ပါတယ်ဒါကြောင့်တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့ဝိနည်းပွဲလှုပ်ရှားအားပျော်ရွှင်ချမ်းမြေ့မှုအတွက်ဟုတ်ပဲနဲ့ပျော်ရွှင်စရာကိုတကယ်ဖြစ်ပေါ်စေတတ်တဲ့ကုသိုလ်ကောင်းမှုကိုရဖို့ပြုလုပ်ကြတာသာဖြစ်တယ်လို့အမှန်တရားကိုသိရှိပြီးတော့နေ့စဉ်နဲ့အမျှဘဝခရီးမှာကုသိုလ်တရားဖြစ်ပွားအောင်ကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်း